ပထမအောင်ဆုံးကိုယ်တိုင်ဘယ်အကြောစားပါမယ်မန္တလားမှားသလားတော့မသိဘူးပေါ့နော်ကိုလှုပ်ရှင်တိုင်းလှုပ်စားနေအဲ့ဒီတော့မှားတာလေးရှင်လည်းထောက်ပြပေးပါလို့အောင်မင်းမင်းနဲ့ပြီးသွားမလားဖေးမလားဆိုတော့တစ်ချက်ကြည့်ရတာပေါ့နော်အဲ့ဒီမှာစထည့်လိုက်ကြတဲ့ကမွားထားကုန်တာပဲဒါပေမဲ့လည်းအစိမ်းကြီးပဲလည်းကြည့်လို့မရဘူးပေါ့နော်တဖြည်းဖြည်းနဲ့တော့လုံးလုံးလေးဖြစ်သွားတယ် join နဲ့ရွှေညူရောင်လေးတန်လိုက်တဲ့အခါမှာတစ်ပတ်လှန်လိုက်ပါတယ်ကြော်တဲ့အချိန်မှာအနံ့လေးကတော့တော်တော်လေးကိုမှုရတော်တော်လေးဒါမှဒါဘာရွက်ညာရွက်တွေမထည့်ရသေးဘူးဝယ်မရလို့ပေါ့နော်ဘယ်လိုလဲပြောဝယ်ရမှာလည်းမသိဘူးလေနော်ကဲဒီမှာကြည့်လိုက်ပါနောက်ဆုံးထွက်လာတဲ့ပုံလေးကတော့နက်အရသာနဲ့ပြည့်စုံမဲ့ပုံလေးတော့ပေါက်ပါတယ်ကြက်သွန်လေးနည်းနည်းတူးသွားတဲ့ပုံလေးတော့ပေါက်တယ်ပေါ့နော်ရှာပြားပေါ်ကတောင်းတလို့သူ့ရဲ့အရသာလေးကိုယ်တိုင်ပြီးစမ်းကြည့်ပါမယ်好，这帮人。谢谢你啊，去你那上面。我讲，会照顾我。ဘလို့ရိုက်နေတဲ့ဟာကိုတောင်းစားလို့တော့ကြွရတယ်ဘလို့ဟာလည်းမသိဘူး